ဆောင်းရင်းဆိုတော့မန်လေးမနက်ခင်းနေအတော်ကိုအေးနေပြီဗျစီးစာကလည်းအရင်အားထက်တောင်မှပိုပြီးလှလာတယ်လို့ပဲမန်လေးသားပြီးပြီးအေးလာနေမြအားကစားဖို့ကလေတစ်ခွေလုံးကကြွနေကြပြီလေဒါနဲ့ပဲရှင်ပင်နှကိုင်းစီရီရှိတဲ့တောင်ကိုတက်ဖို့စကိုင်းကိုကျွန်တော်တို့စပေးစီထွက်လာခဲ့လိုက်ကြတယ်ထွေနေရပြက်နေတော့ကျွန်တော်တို့လည်းဘာမှဗီဒီယိုတွေမရိုက်ခဲ့လိုက်ရဘူးဒီနေ့တော့နည်းနည်းနောက်ကျလို့ထင်တယ်မြူကိုတွေတော့မရှိတော့ဘူးဗျ။အိုးမှမြင်နေရတာစကိုင်းသရာအစ်စ်ဟိုးအဲ့နောက်မှရှိနေရတော့စကိုင်းသရာအဟောင်းပေါ့အဲ့ဒါကတော့အခုမြူတွေနဲ့ပိတ်နေတော့ပြီ Wait, what? ဆောင်းရင်းချင်းတူပေမဲ့ချွေးတန်ရွှဲရွှဲကားနဲ့စူးညံ့ညံ့နဲ့မျိုးထလာတဲ့မျိုးပြကြီးကိုရောက်နေရဲဆိုတာအိမ်မောချနေစဉ်အချိန်ခဏလေးအတွင်းမှာကျွန်တော်မေ့မိသွားတယ်ထင်တယ်ဆရုပ်တရုပ်လိုကိုယ်ခန္ဓာကိုယ်ကိုမောင်းနေရင်ခုနကတော့အိမ်မက်အကြောင်းကိုခဏတာတွေးမိသွားတယ်။အော်အဲ့ဒါလည်း6နှစ်ကဖြစ်ရပါလား